မင်္ဂလာပါအာရီပါဒီတစ်ခေါက်မှာတော့ဘေးအန္တရာယ်မတိုင်မီနဲ့တိုက်ရိုက်ကြုံတွေ့ပြီးနောက်မှာဘယ်မှာဘလို့သတင်းအချက်လက်တွေကိုဘလို့နီးနဲ့စုဆောင်းရမလဲဆိုတာကိုအားလုံးကိုသင်ပေးပါမယ်အရေးပေါ်ထွက်ခွာသည့်အိတ်လိုမျိုးဘေးအန္တရာယ်မတိုင်ခင်တင်ဆင်ထားတာဘေးအန္တရာယ်ဖြစ်ပြီးနောက်မှန်ကန်တဲ့သတင်းအချက်လက်တွေစုဆောင်းတာနှစ်ခုလုံးလည်းအရန်အရေးကြီးပါတယ်အသေးစိတ်ကြည့်ကြရအောင်ပထမဦးဆုံးဘေးအန္တရာယ်မတိုင်ခင်မှာပြင်ဆင်နိုင်တဲ့အကြောင်းကိုရှင်းပြပါမယ်အရေးပေါ်ထွက်ခွာသည့်အိတ်ကင်ဆင်ခြင်းအပြင်ဟဇတ်မြေပုံကိုစစ်ဆေးခြင်းမိသားစုနဲ့ဆက်သွယ်ပုံကိုကြိုတင်ဆုံးဖြတ်ထားခြင်းနဲ့အရန်ရေးကြည့်ပါတယ်ပထမတစ်ခုဖြစ်တဲ့ဟဇတ်မြေပုံဆိုတာဘေးအန္တရာယ်ဖြစ်ပွားလာရင်အန္တရာယ်ရှိနိုင်တဲ့နေရာတွေထွက်ပြေးခိုလုံရမယ့်နေရာတွေကိုသိနိုင်တဲ့မြေပုံပါတင်နေထိုင်တဲ့နေရာကဘလို့လဲဆိုတာစစ်ဆေးကြည့်ပါဆက်သွယ်ပုံကိုကြိုတင်ဆုံးဖြတ်ထားရတဲ့အကြောင်းရင်းကတော့ဘေးအန္တရာယ်ဖြစ်လာရင်ဖုန်းနဲ့အင်တာနက်မချိတ်ဆက်နိုင်တာတွေရှိနိုင်လို့ပါမလှုပ်ရှားပဲတည်ငြိမ်စွာတုံ့ပြန်နိုင်ဖို့အတွက်ကြိုတင်ပြီးဆက်သွယ်ပုံကိုဆုံးဖြတ်ထားလိုက်ပါဥပမာဒီလိုနည်းလမ်းတွေရှိပါတယ်အထူးသဖြင့်နောက်ဆုံးကတီးကန်ဆက်သွယ်နည်းဆိုတာကတော့ဘေးအန္တရာယ်ဖြစ်ပွားတဲ့ဒေသမှာရှိတဲ့နယ်ခတို့ဟာတဦးနဲ့တဦးဆက်သွယ်လို့မရတဲ့အခါဝေးမှနေတဲ့ဘက်ကိုတီးတန့်စီသူတို့ရဲ့အေးချမ်းမှုကိုအတိပေးပြီးအတိပြုကြတဲ့ညီလန့်မှာနောက်တစ်ခုကတော့ဘေးအန္တရာယ်ဖြစ်ပြီးနောက်မှာလောက်ရမယ့်အရာတွေကိုရှင်းပြပါမယ်ဒါပေမဲ့သတင်းချက်လက်စုဆောင်းတာအရင်ကြီးကြည့်ပါတယ်လက်မသတင်းချက်လက်တွေစုဆောင်းနိုင်မလဲဆိုတာသိပါသလားစနဲ့ application တွေကတော့ Sky ED မျိုးရဲ့တရားဝင် SIMSMA ထုတ်ပြန်တဲ့သတင်းချက်လက်တွေနဲ့ကာကာဝါခရိုင်ဘေးအန္တရာယ်ကာကွယ်ရေးနာပီကိုစစ်ဆေးကြည့်ပါနောက်ထပ်အကြောင်းအရာကတော့ email ဖြန့်ဝေမှုအတွက်တိုးတက်ရေးကုမ္ပဏီကပေးတဲ့အရေးပေါ်သတင်းချက်လက်မေးနဲ့ကာကာဝါခရိုင်ဘေးအန္တရာယ်သတင်းချက်အလက် email တွေရှိပါတယ်ထို့အပြင် TV နဲ့ Radio တွေကိုလည်းစစ်ဆေးကြည့်ခြင်းအဖြစ်အမြန်ဆုံးသတင်းချက်လက်တွေစုဆောင်းနိုင်ပါတယ်။တင့်အခြေအနေကိုလိုက်ရောညှိခွေစွာနီလန်းကိုရွေးချယ်ပါ။နောက်ဆုံးအရေးကြီးတဲ့အချက်နှစ်ချက်ကိုပြောပြပါမယ်။တစ်ချက်ကတော့မှန်ကန်တဲ့သတင်းအချက်လက်လားစစ်ဆေးပါနှစ်ချက်ကတော့မိုင်းနိုင်မလိုင်းကိုပြုလုပ်ပါပထမချက်အနေနဲ့ဘေးအန္တရာယ်ဖြစ်ပွားလာရင်လူတွေသာစိတ်ပူစရာအခြေအနေဖြစ်လာတတ်ပါတယ်အဲ့ဒီလိုဖြစ်လာရင်မှန်ကန်မဲ့သတင်းအချက်လက်တွေသတင်းအတုအယောင်တွေပြန့်နှံ့လာနိုင်ပါတယ်ထပ်မံပြီးတစ်အနေနဲ့လည်းမှန်ကန်မဲ့သတင်းအချက်လက်တွေကိုမဖြန့်ဝေသွားစေရန်တေချာစွာသတိထားဖို့လိုအပ်ပါတယ်မိုင်းတိုင်းမလိုက်ဆိုတာကတော့ကိုယ်တိုင်နဲ့မိသားစုဝင်တွေဘယ်ချိန်ဘယ်နေရာကိုစီစဉ်ပြီးထွက်ပြေးကယ်ဆယ်မလဲဆိုတာအစင်းလိုက်စူးစီးထားတဲ့အစီအစဉ်တစ်ခုပါအရင်ဆုံးမိသားစုဝင်အရေးအတွက်အသက်အရွယ်နဲ့နေထိုင်ရာနေရာမှာဘေးအန္တရာယ်တစ်ခုလာရင်ဘလောက်အန္တရာယ်ရှိနိုင်မလဲဆိုတဲ့သတင်းချက်လက်တွေကိုကြိုတင်လေ့လာထားပါနောက်တစ်ခုကတော့ဘသူကဘယ်ချိန်မှာဘလို့လှုပ်ဆောင်မလဲဆိုတာဆုံးဖြတ်ပါဒီလိုဆုံးဖြတ်ထားခြင်းကြောင့်ဘေးအန္တရာယ်တစ်ခုဖြစ်ပေါ်လာရင်တောင်တည်ငြိမ်စွာလှုပ်ဆောင်နိုင်ပါလိမ့်မယ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလည်းကြည့်ပေးပါနော်